မင်္ဂလာပါရှင်နန္ဒာ blog မှာကြိုဆိုပါရစေဒီနေ့ကတော့နန္ဒာကျောင်းတက်တုံလောက်ရတဲ့ activity ကိုနန္ဒာ blog အနေနဲ့ရိုက်ကူးတာဖြစ်ပါတယ်ဒီနေ့နန္ဒာ US Education and Career Opportunity for International Students ဆိုတဲ့ program လေးမှာ MC ဖြစ်ပါဝင်တာဖြစ်လို့နန္ဒာနာမည်လေးပေါ့နော်တချို့ Vietnamese နာမည်လေးတွေကိုနန္ဒာနာမည်လေးကိုကြက်ရတယ်ပေါ့နော်အတန်တော့လေးမှားမှာဆိုလို့အဲ့လေးတွေကိုမြန်မာလိုလိုက်ပြီးမှတ်ပြီးတော့ကြက်ပါတယ်လုပ်ပြီးတဲ့အချိန်မှာနန္ဒာတို့စကားတွေပြောပြကြရပေါ့နော်အပြင်မှာ driver နဲ့စကားပြောပြပြီးတော့ business ကလေးလေးနန္ဒာရခဲ့ပါတယ်ဆက်ပြီးတော့နန္ဒာ school activity ဖြစ်တဲ့ badminton club မှာသွားပြီးတော့ badminton သွားရမှာဖြစ်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်